现在拿来木没西啊，我拿来木想就这样，原来拿来木没西都别我，追给你个，这不没得着不喏，这不，这不没得了偏来的。少年看来，少年看来，ကျွန်တော်ဒီနေ့မှာချစ်ခဲ့ဘူးရင်းနဲ့တင်ကန်းသားတွေဘယ်လောက်ထိရခဲ့ဘယ်လောက်ထိရှိသားတွေထားဘူးလဲဘယ်လောက်ထိချစ်ပေးခဲ့အဲ့ရနေပြီးတော့ဘယ်လောက်ထိတင်ကန်းသားတွေပြန်ရခဲ့လဲဆိုတာပြည့်ရင်မှာလိုက်မေးသွားမှာဖြစ်ပါတယ် Let's go ကြီးစားထားဘူးရ 好，好呗， ဘယ်နှစ်ယောက်လောက်ထားဘူး 得要呗， ဘယ်နှစ်ယောက်လောက်ထားဘူး 俺要， ဘယ်နှစ်ယောက်လောက်ထားဘူးတင်ကန်းသားအရာဆုံးကိစ္စဘာဖြစ်မယ်လို့ထင် 现在拿来木没西啊，我拿来木想就这样，原来拿来木没西都别我， အဲ့9ယောက်တွေ့ခဲ့တဲ့တဲမှာနှောင်နှအရာဆုံးကိစ္စတင်ကန်းသားအရာဆုံးကိစ္စဘာဖြစ်မယ်လို့ထင်လဲ 追给你个，这不没得着不喏，这不，这不没得了偏来的。မရှားလိုက်တော့ကွာ နှောင်နှအရာဆုံးတင်ကန်းသားအရာဆုံးဘာဖြစ်သွားလဲ 那大家有嘛叫？ နှစ်လုံးလုံးอยู่ပါဟိုနွားဖြစ်ခဲ့အောင်လုံးဝနွားဖြစ်ခဲ့နောက်ထပ်လည်းထပ်ပြီးတော့မထားရတော့ဦးစားပေါ့အဲ့ဒါဒီသူ့ကြောင့်ပဲစနစ်တန်းမှာဂုံလူလည်းမထွက်ခဲ့ဘူးရိုးရိုးတန်းတန်းပဲအောင်ခဲ့တာပေါ့နော်အဲကြောင့်နောင်လေးညီမလေးလည်းကြောင်းတက်နေနေဦးစားမထားပါနဲ့လို့ပြောချင်ပါတယ် အခုပေါ်မှာကြီးစားထားဘူးလား 他不也， စောင့်ချင်းခံလိုက်ရ 少年看来， အခုပေါ်မှာကြီးစားထားဘူးလား 他不也， စောင့်ချင်းခံလိုက်ရ 少年看来， ကြီးစားထားရင်လည်းပေါ့အရာဆုံးတင်ကန်းသားကဘာဖြစ်မှာ 如果也是可以，我们所以，要吃到吃开，这样子这样会吃开啊，就是那个别他的，然后这样的对了，都没事呀。 အဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုသူကြည့်နေတယ်ပဲထားပါတော့သူ့ဘာပြောချင်လဲ ဒီသားကောင်းလေးနဲ့ချစ်ကြပါသေးလို့စူတောင်းပေးလိုက်ပါတယ်လို့ Good on but do man I'm kind I know man get go be jalong get me ကြီးစားထားဘူးလား ထားဘူးပဲ ဘယ်နှစ်ယောက်ထားဘူးလဲ ထားရအများကြီးပဲထားတော့ထားဘူးလား အဲ့ဒါဆိုရင်အဲ့ကြီးစားတွေအများကြီးထားခဲ့တဲ့တဲမှာအရာဆုံးတင်ကန်းသားကဘာဖြစ်မယ်လို့ထင်လဲ ဟာနောင်တာ အဲ့ဒါဆိုရင်အခုအဲ့ကြီးစားထားတဲ့တဲမှာပေါ့သူတို့ဘာတင်ကန်းသားတွေကပေးပြလဲရဲပြီးဆုံးမပြတာတော့ပါ ဘယ်လိုမလုပ်ပါဘူးချစ်ပဲခဲ့တာ အချစ်ကိုပြန်ရခဲ့လား ရခဲ့ပါတယ်ရခဲ့သေးတယ်တော့ရခဲ့ပါ brother ချစ်ဘူးလား ချစ်ဘူးတာပေါ့ဗျာ ဘယ်နှစ်ယောက်လောက်ချစ်ဘူးလဲ တော်တော်များတယ်ဗျာလူတွေကအဲ့တော့မှန်ပြီပါကျွန်တော်ရောက်40ကျော်လောက်တော့ရှိတယ် Wait a minute brother အသက်ဘယ်လောက်ရှိပြီ ကျွန်တော်အခုမှကျွန်တော်စက်ခွန်ပဲရှိသေး တင်ကန်းသားအရာဆုံးနဲ့ကိစ္စဘာဖြစ်မှာတင်ကန်းသားအရာဆုံးကိစ္စဘာဖြစ်မှာ ကျွန်တော်စားထိုးရတာပေါ့ဗျာကျွန်တော်စားထိုးရတဲ့ကိစ္စ အယောက်40လုံးအစားထိုးရတာပါလား မဟုတ်ဗျအဲ့ရောက်40ထဲမှာသူတယောက်လည်းကျွန်တော်စားထိုးရတယ် တယောက်ဆုံးသူကစားထိုးရတာ ။ရောက်တော့သူကစားထိုးရတာဗျာအဲ့ဒါတော့တော်တော်ခံရခက်တယ်ဗျ။အဲတော့ကျွန်တော်သူ့မုံနိုင်မှုကျွန်တော်တစ်နှစ်ကျော်လောက်ကြာသွားတယ် brother ကအခုအဲ့အစားထိုးရတဲ့တယောက်ကဒီဗီဒီယိုကြည့်နေဆိုလို့ရှိရင်သူ့ကိုဘာပြောချင်လဲ ။ခဏလာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပြောအောင်လုပ်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တော့ဘာမှတော့သူ့အမျိုးလေးတော့မရှိပါဘူး။သူပြောနေတော့ကျွန်တော်ကျင်းတယ်အဲ့ဒါ ကိုချစ်ဘူးလား ချစ်ဘူးပါ ဘယ်နှစ်ယောက်လောက်ချစ်ဘူး တယောက်လေးပါ အဲ့ဒါဆိုလို့ရှိရင်အဲ့တယောက်နဲ့ကြိုက်တဲ့တဲမှာနောင်တရဆုံးကိစ္စဘာဖြစ်မယ်လို့ထင် ညာတကာရှောက်လိုက်နေရပါတော့ အိမ်သားတဲ့ထီကိုလိုက်လာ brother အိမ်သားလေးကျတော့အိမ်သားပြင်ကြည့်လို့လိုက်နေ ချစ်ဘူးလား ချစ်ဘူးလားဟုတ်သူတယောက်သေးပဲချစ်ဘူးလား မနှစ်ယောက်ထိချစ်ဘူး ။မျိုးမရှိပါဘူး။နှစ်ယောက်လောက်ပဲ ကျတော့သူတယောက်တည်းပဲချစ်တာပါဆို လူလေ တင်ကန်းသားအရာဆုံးကိစ္စဘာဖြစ်မယ်လို့ထင် ။ဘာအကြောင်းတွေပြောပြီးတော့ကျွန်တော်ထားခဲ့ခံရတာပဲ Not to lay on alone mama Can la de do she gwe ဘွားရဲ့အမော်တွေခဏတာပြင်မယ်လို့တော့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဒီအချက်မှာနောင်တတွေရခဲ့လူတွေရှိတင်ကန်းသားရခဲ့လူတွေရှိဒီဗီဒီယိုကြည့်နေတဲ့လူတွေကရောအချက်ကနေပြီးတော့ဘာတွေရခဲ့လဲ
အဲ့တော့ဖုန်းမှာမှန်းခဲ့ပေးပါဦး channel လေးကိုလည်းကျင်းနေ subscribe လုပ်ခဲ့ပေးပါနောက်တစ် stream တွေကြည့်နေဆိုလို့ရှိရင်တော့ channel ထဲမှာအများကြီးတင်လာတာရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ MC ပဲဖြစ်ပါတယ်နောက်တစ်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံနေပါတယ်ခင်ဗျ